မကြည့်ချင်ပဲနေမလားသမီးရဲ့ပြီးတော့ငါအဖေကလည်းဘာမှလက်မလုပ်ရသေးဘူးလေမင်းလဲထပ်ပြီးမချပါနဲ့တော့စောစောကတို့တွေလုပ်ခဲ့တာကကိုခုခံကာကွယ်တာဓမ္မတာကာကွယ်ပိုင်ခွင့်တက်ပဲဒါပေမဲ့နင်ကသာထပ်ပြီးဆက်ချနေမယ်ဆိုရင်ကိစ္စရဲ့သဘောတဘာဝကပြောင်းလဲသွားလိမ့်မယ်ညံပြောတာမှန်တယ်မင်းကသူ့ရဲ့အဖေရင်ငွေစားပေဘဲဟာသူ့ဘွဲယူတဲ့ပွဲကိုမင်းတေချာပေါက်လာတက်ရမယ်။လုံကော့ဒီချောင်ဆန်းကတို့တွေကိုမုန်းတီးနေတာတိတာကြီးပဲအခုတို့တွေလည်းဘယ်မှာရှိလဲဆိုတာပေါ်သွားပြီးဒီနေ့သာသူ့ကိုအပြတ်မရှင်းလိုက်ရင်သူနောက်ရက်ကျရင်တို့တွေကိုဒုက္ခပေးဖို့ပြန်လာအောင်မှာဒါဆိုရင်တော့ချောင်ဆန်းလေးကမိမိရဲ့ဒီအသက်ကိုတန်ဖိုးထားသလားမထားဘူးလားဆိုတာအပေါ်ပဲမူတည်တော့တာပေါ့စမ်းစီလေးစောစောကငါမင်းရဲ့အရှိကိုရောက်လာတဲ့အချိန်မှာမင်းပါကိုတွေးမိလိုက်လေငါအရင်တုန်းကငါမင်းရှိကိုရောက်လာတိုင်းမင်းရဲ့ခေါင်းထဲမှာငါကိုကြောက်တဲ့စိတ်တစ်ခုပဲရှိခဲ့တာဒါပေမဲ့စောစောကအချိန်ကြတော့မင်းငါကိုမကြောက်တော့ဘူးမလားတေချာပြန်စဉ်းစားကြည့်ရင်ငါတကယ်ပဲသူ့ကိုမကြောက်ပဲနေချင်ခဲ့တာဒါပေမဲ့အဲ့ဒီအချိန်မှာငါရဲ့မိန်းမနဲ့ကလေးကိုနောက်ထပ်ဘယ်တော့မှမတွေ့ရတော့မှကိုငါစပြီးကြောက်လန့်မိသွားတယ်ငါကလူမိုက်လောကတွေကပဲထွက်လိုက်တာပါငါတေသွားတာမှမဟုတ်တာငါကမင်းရဲ့ဒီအသက်ကိုအချိန်မရွေးယူလို့ရသေးတယ်လေဒါပေမဲ့စောစောကပဲငါမင်းကိုအသက်တစ်ချောင်းချန်ထားပေးခဲ့တယ်ငါဘာကိုဆိုလို့လဲဆိုတာမင်းသိမှာပါမင်းရဲ့တပည့်တွေကိုအခုချက်ချင်းလက်နဲ့ချခိုင်းပြီးဒီနေရာကနေထွက်သွားခိုင်းလိုက်တော့ပြီးတော့ဟုံစိတ်ဂိုင်းရဲ့စေဝါကူတာစရိတ်အားလုံးကိုရော်ကြေးပေးလိုက်ဒီနေ့ကစပြီးဟုံစိတ်ဂိုင်းကိုဒုက္ခလာမပေးနဲ့တော့အချင်းချင်းတဟဇာတာဖြစ်ပဲနေကြရအောင်ငါဒီခွင့်ရေးကိုရဖို့နှစ်ပေါင်းများစွာစောင့်ခဲ့ရတာကွမင်းကငါ့ကိုအခုလိုလက်လျှော့ခိုင်းရလားအဲ့ဒါကငါမရှိတော့ဘူးလို့မင်းထင်နေခဲ့တုန်းကလေအခုတော့ငါဒီမှာရှိနေသေးတယ်ဆိုတာမင်းသိပြီမလားငါနဲ့လုံကောဟာမင်းရဲ့ကောင်းပေါ်မှာအမြဲတမ်းဖိနှိပ်ထားမဲ့တောင်ကြီးတစ်လုံးမဲ့အချိန်အဝါပဲငါတို့နှစ်ယောက်စလုံးရှိနေသေး၍တော့မင်းဘလို့မှထားကြွတောင်းကျမ်းလို့ရမှာမဟုတ်ဘူးဒီထဲမှာမင်းကဘာဆိုင်လို့ဝင်ပါနေတာလဲငါကမင်းကိုအဖက်လုပ်လို့လားမင်းကငါ့ကိုနိုင်ဘူးလို့လားလေအခုငါမင်းကိုနိုင်အောင်တိုက်ပြမယ်လားဆန်းမင်းတို့တော်တော်ဆူညံနေကြပြီစမ်းစီလေးငါမင်းကိုအသက်တစ်ချောင်းချန်ထားပေးခဲ့တဲ့ကျေးဇူးကိုတော့မင်းပြစ်လို့မရဘူးမလားဆန်းရဲ့ခမားသူ့ရဲ့လှည့်စားတဲ့စကလုံးတွေနောက်ကိုမလိုက်ပါနဲ့အိုးဘာအသက်ချန်ပေးတာလဲသူကခမားကိုသူ့အောက်နေနေလို့ပြောနေတာဗျဒါပေမဲ့ငါတကယ်ရှုံးသွားတာပဲလေစောစောကသာသူတကယ်လက်လွတ်ချင်ခဲ့ရင်ငါအခုချိန်ဆိုအသက်မရှိတော့ဘူးဒါဆိုရင်ပို့ပြီးတော့တောင်သူ့ကိုခြံထားလို့မဖြစ်တော့ဘူးပေါ့ခမားကဂုံတရေရှိတဲ့စမ်းရယ်ပဲဟာခမားကနောက်ဒုက္ခပေးမဲ့အမြင့်တွေစရာတခုကိုဒီအတိုင်းခြံထားနိုင်မှာလားငါကတော့အိမ်ပြန်ပြီးငါရဲ့မိန်းမနဲ့ကလေးကိုပဲတွေ့ချင်တော့တယ်ဖယ်ဆန်းငါမှမိန်းမနဲ့မိသားစုရှိတယ်ကွစမ်းရယ်ခမားကတို့တွေကိုကာကွယ်ပေးမယ်လို့ပြောခဲ့တယ်လေဒီနေ့ကိစ္စသာအပြင်ကိုပေါက်ကြားသွားရင်ခမားနောင်ကြရင်လူမိုက်လောကမှာဘလို့မျက်နှာပြမလဲဟုတ်တယ်အဲ့ဒီအချိန်ကျရင်လူတိုင်းကချောင်ဆန်းရယ်ရဲ့ဂရီစကားကဘာမှတန်ဖိုးမရှိဘူးလို့ပြောကြလိမ့်မယ်အဲ့ဒီခါကျရင်ခမားကထာဝရစမ်းစီလေးကောင်းလေးစမ်းအဆင့်ပဲဖြစ်နေလိမ့်မယ်မင်းတို့ပြောတာလဲအဓိပ္ပာယ်ရှိသားပဲပါလဲမင်းကသူတို့ကိုထပ်ပြီးကာကွယ်ပေးချင်နေတော့မေးလားလုံကော့ဘာပဲဖြစ်ဖြစ်အခုအချိန်မှာငါမှလည်းအဆင့်တန်းနဲ့ဂုံတိတ်ခါတစ်ခုတော့ရှိနေပြီလေငါကသူတို့ကိုကာကွယ်ပေးမယ်လို့ပြောပြီးမှတကယ်လို့မကာကွယ်နိုင်ခဲ့ရင်ငါရဲ့နာမည်ပုတ်ပြတ်သွားလိမ့်မယ်နောက်ငါနောက်ကိုဘယ်သူမှလိုက်တော့မှာမဟုတ်ဘူးမင်းကရှုံးသွားခဲ့ပြီပဲဟာမင်းမှာသူတို့ကိုကာကွယ်ပေးမယ်လို့ပြောရဲတဲ့မျက်နှာတိတ်ခါဘယ်မှာရှိသေးလို့လဲရှုံးတဲ့လူမှာစီကန်းချက်တွေလာညှိနှိုင်းပိုင်ခွင့်မရှိဘူးမင်းတို့အား